နေ့ကရှင်သန်တို့ရဲ့အန်နီလေးပေါ့နော်ရှင်သန်အမျိုးသားကကျင်းတဲ့အတွက်ပေါ့လက်ဆောင်တွေပေးတာအဲ့ဒါဘာလဲဆိုတော့ရှင်သန်သိရဒါပေမဲ့ဘယ်လိုပုံစံလဲဆိုတော့မသိဘူးအတူတူဖောက်ကြည့်လိုက်မယ်နော်ကကြည့်ပြရတယ်ဘာမှဆိုပေးဦးပဲဒီမှာရှင်သန်တို့ရှင်သန်ဖောင်ဒေးရှင်းတာကင်တေချာလေးကိုထုတ်ပြလိုက်တော့ကိုကွဲမှာဆိုလို့မလေးဒီမှာပါဒီဟာလေးရှင်ကအရှာလို့ရှင်နေရရှင်တော့လိုက်လားမလိုက်လားမသိဘူးဟောတော့အော်တော့အပိတ်နေကွာအဲ့ကိုဖောက်အောင်ဆောက်လိုက်တာရှင်တို့ရဲ့စမတခါလေးတော့မဟုတ်ဒီလိုလေးမေဘလေးရတာအခုတော့ကိစ္စအနေအရောင်ရလိုက်တာမလိုက်တာမသိဘူးအများတော့ဟဲ့နှမျိုးကြီးอ่ะဟဲ့အဲ့ဒါလေးကောင်းလိုက်တာအော် तू ကလေပြည့်ကြီးမဟုတ်သေးလားတချို့ foundation လို့ပြည့်ကြီးမဟုတ် तू ဟဲ့ချိလေးနဲ့အေးလေးကောင်းလိုက်တာဟဲ့မိုက်ရတော့သူများ review ပေးဟုတ်လားမဟုတ်လားမသိဘူးသိလားဒီတိုင်းပဲရှားလူတွေကကောင်းတယ်ကျင်းတဲ့တကယ်ချင်းတယောက်ဆိုလဲ तू က make artist လေး तू ဟဲ့ငါဘာတော့ကောင်းတယ်ဒီဟာလေးကောင်းတယ်တုံးရှိဆိုဟဲ့မေးမျိုးဂလိုးတက်ပြောင်းညာပဲတော့ပြောင်းနေရဟာရန်ကောင်းတယ်ဒီဟာကျတော့လိန်ဘယ်လိုပဲအဝါဘက်ဖောက်တယ်အဝါဘက်ဖောက်တော့ရှင်တို့မြန်မာမင်းကလေးတွေအသားကြီးအဝါဘက်ဖောက်တော့ရှင်ဒီဟာလေးအဆင်ပြေမထင်လို့ဒီနံပါတ်လေးဝယ်လိုက်တယ်နံပါတ်တွေကတော့အများကြီးရှိတယ်ဒီဟာလေးတော်ကောင်းတယ်တော့အနာလေးတင်းတာပဲမိုက်ကြတယ်ကောင်းတယ်စိတ်ဒီတက်မှာလည်းယောက်ျားကြီးအခုအန်နီလေးမှစားပြီးတော့နောက်နှစ်ပေါင်းများစွာတက်ဆုံးတိုင်ထိကလေးနာမှာရှိနေပေးပါကလေးလေးယောက်ျားနာမှာတက်လုံးရှိနေပေးပါမယ်ဖြစ်တယ်နော်